ကမ္ဘာလုံးကအင်အားကြီးနိုင်ငံတွေတနိုင်ငံနဲ့တနိုင်ငံစစ်မီးတောက်မတအားပြိုင်နေတဲ့အချိန်ကမ္ဘာကူလာသမဂ္ဂ UN ရဲ့ထိပ်ဆုံးကအာဏာရှိဆုံးကလထိုင်ပေါ်ကိုမြန်မာနိုင်ငံသားတို့တက်ရောက်ပြီးကမ္ဘာကြီးကိုငြိမ်းချမ်းအောင်လမ်းညွှန်ခဲ့ဘူးတဲ့ဆိုရင်သိယုံနိုင်မလားသူကတော့တခြားသူမဟုတ်ပါဘူးတကမ္ဘာလုံးကလေးစားအားထားခဲ့ရတဲ့ကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ဟောင်းဦးတန်ပဲဖြစ်ပါတယ် Following his unanimous election by the 103-nation General Assembly, Burma's youth parliament is to be sworn in by Moon Jae-in, its president. ဒီလိုကဘာကြော်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးရဲ့အစဘဝဟာမြန်မာနိုင်ငံရဲ့ပန်းတနော်မျိုးလေးကစတင်ခဲ့တာပါအဲ့ဒီချိန်ကမြန်မာနိုင်ငံဟာဗြိတိရှအင်ပါယာရဲ့အုပ်ချုပ်မှုအောက်မှာကြာရောက်နေပြီးကဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့အချိန်ပေါ့ဦးတန်ဟာမောင်နှမ၄ယောက်နဲ့အကြီးဆုံးသားဖြစ်ပါတယ်။သူဟာမြေပိုင်ရှင်တဦးလည်းဖြစ်စီးပွားရေးသမားလည်းဖြစ်တဲ့ဖခင်ဖြစ်သူကိုအလွန်ပဲလေးစားအားကျခဲ့သူပါ1968ခုနှစ်ကမ္ဘာကျော်ရုပ်သံအင်တာဗျူးတစ်ခုမှာဦးတန်ကသူ့ရဲ့ငယ်ဘဝလျှို့ဝှက်ချက်ကိုအခုလိုဖွင့်ဟခဲ့ဘူးပါတယ် My sole ambition had been to become a political journalist. Really? From what age? Oh, since I was young. You know, my father was a lover of books. Yes. He had a very good library. And I got used to reading books. English was one of the subjects, compulsory subjects we call it. It was compulsory? Yes. Burmese, of course, was the first language. Yes. In those days, we had about 3 English language papers and about 4 Burmese language papers published in Rangoon, all dailies. Of course, when I was young, I used to contribute articles to the local press, only in Burmese. What about? I think I remember my first article sent to a periodical was when I was 15. What was it about? There are some anecdotes in the schools. I left high school when I was 17. Then I joined the university. While in university also, I used to contribute articles to the local press. What were the subjects that you took at the university? Mainly political. International relations, and my observations on the Burmese political scene. I wrote about the reforms, elections, and Simon Commission visit to Burma. Oh, yes. Mainly political. ဟုတ်ပါတယ်ဦးတန်ရဲ့ငယ်ဘဝဟာတခုတည်းသောကြီးမှန်းချက်ဟာနိုင်ငံရေးသတင်းတောက်တယောက်ဖြစ်ဖို့ပါသူဖခင်ဟာစာအုပ်အလွန်ချစ်မြတ်နိုးသူဖြစ်ပြီးအိမ်မှာစာကြည့်တဲ့အသေးလေးရှိတာကြောင့်ဦးတန်ဟာငယ်ငယ်တည်းကအင်္ဂလိပ်စာအုပ်တွေသတင်းစာတွေကိုမပြတ်ဖတ်ရှုခဲ့ပြီးအသက်15နှစ်အရွယ်မှာတင်ဒေတာတွေမဂဇင်းတွေစီကိုနိုင်ငံရေးစောင်းပါးတွေစတင်ရေးသားပေးပို့ခဲ့တဲ့အထိထက်မြက်ခဲ့ပါတယ်ဒါပေမဲ့အသက်14နှစ်အရွယ်မှာဖခင်ဖြစ်သူကွယ်လွန်သွားတဲ့အခါတက္ကသိုလ်တက်ပြီးပညာတွေအများကြီးသင်ယူခဲ့တဲ့ဦးတန်ရဲ့အိမ်မက်တွေခက်တရပ်တန့်သွားခဲ့ရပါတယ်သူဟာမိသားစုရဲ့ညီငယ်တွေကိုလှုပ်ချွေးဖို့အတွက်အိမ်မက်တွေကိုဘေးဖယ်ပြီးပန်းတော်မြို့မှာပဲကျောင်းဆရာဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ရပါတယ်ဗြိတိချရဲ့ပညာရေးစနစ်ကိုသူသဘောမကျပေမဲ့ကလေးတွေစေနာပြည့်နဲ့တင် जा ပေးခဲ့လို့မကြခင်မှာပဲကျောင်းအုပ်ဆရာကြီးအဖြစ်ယာရုတုံးမြင့်ခံခဲ့ရပါတယ်1942ခုနှစ်ဒုတိယကမ္ဘာစစ်မီးကြီးမြန်မာပြည်ကိုကူးဆက်လာပြီးဂျပန်စစ်တပ်ကသိမ်းပိုက်လိုက်တဲ့အခါမြန်မာပြည်ဟာသွေးစွန်းပြီးစိတ်ဝမ်းကွဲမှုတွေကြုံတွေ့ခဲ့ရပါတယ်ဂျပန်တွေကဦးတန်ကိုရန်ကုန်ကိုခေါ်ပြီးပညာရေးကော်မတီမှာအဓိကတာဝန်ပေးဖို့စ조사ခဲ့ပေမဲ့ဦးတန်ကညှင်းပယ်ပြီးပန်းတနော်ကိုပဲပြန်လာခဲ့ပါတယ်ဂျပန်စာမဖြစ်မနေသင်ရမယ်ဆိုတဲ့အမိန့်ကိုရဲရဲဝံ့ဝံ့ညှင်းဆန်ခဲ့ပြီးစစ်ပြီးတဲ့အထိဂျပန်တော်လှန်ရေးအဖွဲ့တွေနဲ့လျှို့ဝှက်စာပူးပေါင်းလှုပ်ရှားခဲ့ပါတယ်1948ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်တငယ်ချင်းဖြစ်သူဦးနုရဲ့ဖိတ်ခေါ်ချက်ကြောင့်ဦးတန်ဟာအစိုးရရဲ့ပြန်ကြားရေးညွှန်ကြားရေးမှူးဝန်ကြီးချုပ်နဲ့အတွင်းမှုအဆင့်ဆင့်တာဝန်ယူခဲ့ပြီး1959ခုနှစ်မှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံတာမန်ကြီးဖြစ်လာခဲ့ပါတယ်ဒါဟာမြန်မာပြည်ကကျောင်းဆရာတွေရောက်ကဘာကြီးကိုလှုပ်ကင်တော့မဲ့လမ်းစားရဲ့ပထမဆုံးခြေလှမ်းပါပဲ How did the United Nations, how did your view of it change when you became a delegate? Actually, my view didn't undergo any change. You'd been so close to it. Yes, more or less close to the activities of the UN for a number of years, even before I came here. And of course, it was more exciting
just to be here and just to establish contacts with about 60 delegates and just to participate in the discussions and behind the scene discussions and negotiations. And actually I was put in the fourth committee, the trusteeship committee. Ah, yes. The work was most exciting. Because you were leading people towards independence. Yes, yes. 1962ခုနှစ်စက်တင်ဘာလကမ္ဘာကြီးကိုတုံ့လှုပ်သွားစေတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်ဒဟမ်မာချိုဟာကွန်ဂိုနိုင်ငံခရီးစဉ်မှာလေရင်ပစ်ချပြီးကွယ်လွန်သွားခဲ့ပါတယ်။ကမ္ဘာကြီးဟာခေါင်းဆောင်မဲ့ပြီးအကျက်တဲစိုက်သွားခဲ့ရပါတယ်။အမေရိကန်နဲ့ရုရှားပါဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကဘယ်မလိုက်ပဲတရားမျှတတဲ့ခေါင်းဆောင်တဲ့တူကိုအတဲတန်ချဖွေနေတဲ့အခါတကမ္ဘာလုံးရဲ့မျက်လုံးတွေဟာမြန်မာတန်မကြီးဦးတန်းစီကိုရောက်ရှိလာခဲ့ပါတော့တယ်1962ခုနှစ်နိုဝင်ဘာလ30ရက်မှာတော့ဦးတန်းဟာကုလသမဂ္ဂရဲ့ပထမဆုံးသောအားချသာအထွေထွေတွင်းမှုချုပ်အဖြစ်တရားဝင်ခံလိုက်ရပါပြီသူရှိမှစောင့်ကြိုနေတာကတော့တွေးချောင်းစီးနေတဲ့ကွန်ဂိုစပွဲနဲ့ကမ္ဘာပြစ်မတက်ဖြစ်နေတဲ့စိန်ခေါ်မှုကြီးတွေပါပဲထွေထွေတွင်းမှုတို့အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ဦးတန်းသည်ဒက်ဟမ်မရှော၏တာဝန်များကိုဆက်လက်ထမ်းဆောင်ရပြီးအာဖရိကတွင်ဖြစ်နေသောပဋိပက္ခကိုဥစွာဖြေရှင်းရသည်လွတ်လပ်ပြီးကစားကွန်ဂိုကိုငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာတပ်ဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများပို့ပေးခဲ့ပြီးပြည်တွင်းစစ်များကင်းရန်ဆောင်ရွက်ခဲ့သည်ဦးတန်းသည်ကုလသမဂ္ဂ၏ကတန်းကကွဲထွက်မှုကိုစန့်ကျင်သည့်မူဝါဒအားသဘောတူညီမှုကြောင့်နောက်ဆုံးတွင်ပဋိပက္ခများအဆုံးသတ်ခဲ့ပြီးကွန်ဂိုသည်ပြန်လည်စည်းလုံးညီညွတ်ခဲ့သည် We now know that the Soviet Union has decided to transform Cuba into a base for communist aggression, into a base for putting all of the Americas under the nuclear gun. ဦးတန်းထွေထွေတွင်းရေးမှုချုပ်ရာထူးထမ်းဆောင်နေခြင်းသည်စစ်အေးတိုက်ပွဲဖြစ်ပွားနေသောကာလဖြစ်သည်ထိုစစ်ပွဲတွင်ဆိုဗီယက်ပြည်ထောင်စုနှင့်အမေရိကန်ပြည်ထောင်စုတို့ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည့်ကိစ္စမှာအလွန်အန္တရာယ်ကြီးပြီးအမှားမခံသည့်ကျူးဘာဒုံးကျည်အရေးဖြစ်သည်1962ခုနှစ်၌အိန္ဒိယကျူးဘာနိုင်ငံတွင်ဆိုဗီယက်ပြည်ထောင်စုမှနျူကလ িয়ার ဒုံးကျည်များလာရောက်တပ်ဆင်ထားကြောင်းအမေရိကန်မှထောက်လှမ်းသိရှိခဲ့သည်အမေရိကန်သမ္မတကနေဒီကဒုံးကျည်များကိုချက်ချင်းပြန်လည်ရုပ်သိမ်းရန်တောင်းဆိုခဲ့ပြီးကျူးဘာကျွန်းကိုရေတပ်ဖြင့်ဝိုင်းရန်ပိတ်ဆို့ခဲ့သည် The presence of these large, long-range, and clearly offensive weapons constitutes an explicit threat to the peace and security of all the Americans. နျူကလ িয়ার စစ်ပွဲဖြစ်ပွားရန်ရှိသည့်အခြေအနေတွင်ဦးတန်းသည်ငြိမ်းချမ်းစွာဖြည့်ရှင်းရန်ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဦးတန်းသည်သမ္မတကနေဒီဆိုဗီယက်ဝန်ကြီးချုပ်ခရုရှက်တို့နှင့်တိုက်ရိုက်ဆက်သွယ်ခဲ့ပြီးဆိုဗီယက်ခေါင်းဆောင်အားထိပ်တိုက်တွေ့ဆုံခြင်းမှရှောင်ရှားနိုင်ရန်အရေးကြီးသောအခွင့်အရေးတစ်ရပ်ကိုဖန်တီးပေးနိုင်ခဲ့သည်ထို့နောက်ကျူးဘာဒေသအတွင်းတွင်တင်းကျပ်မှုများရောကျစေရန်ကျူးဘာခေါင်းဆောင်ဖီဒယ်ကက်စထရိုနှင့်အရေးကြီးသွားရောက်တွေ့ဆုံခဲ့သည်ဦးတန်း၏ကြိုးပမ်းမှုများသာမပါခဲ့ပါကဤအရေးကိုဤသို့မြန်ဆန်စွာဖြေရှင်းနိုင်ခဲ့မည်မဟုတ်ချေဦးတန်းအပေါ်တကဘာလုံးကကျေးဇူးကြွေးတင်ခဲ့ပြီဟုသမ္မတကနေဒီကအသိမှတ်ပြုခဲ့သည်ဦးတန်းတာဝန်ထမ်းဆောင်နေစေနှစ်နှစ်အတွင်းသည်တမိုင်းတွင်မတိမငြိမ်ဆုံးအချိန်များဖြစ်သည်အင်ဒိုပါကစ္စတန်ပဋိပက္ခများ6ရက်စစ်ပွဲနှင့်ဗီယက်နမ်စစ်ပွဲတို့ဖြစ်ပွားနေခြင်းဖြစ်သည် This is an essential step towards peace of the prolonged and increasingly tragic and dangerous war in Vietnam. ဦးတန်းသည်သူ၏လူသားဆောင်မှုနှင့်စုပေါင်းပါဝင်မှုများကိုယုံကြည်ခြင်းတို့ဖြင့်ကြော်ကြားသူတစ်ဦးဖြစ်လာသည်သူ၏ကြိုးပမ်းမှုများသည်စစ်ကြီးအဆုံးသတ်စေရန်အကြီးအကျယ်တက်ရောက်မှုမရှိခဲ့တော့လဲသူသည်တန်တမန်ဆက်ဆံရေးများအင်အားကြီးနိုင်ငံများနှင့်ဆက်ဆံရေးများကိုထိန်းသိမ်းရာတွင်အလွန်အရေးပါခဲ့ပါသည် I feel very strongly that my successor should be a man who will look to the future, as I have said on a previous occasion, and to a global concept of the problems we all face.
he must also have an unassailable conviction of the importance of individual human dignity and value as a balance to the impersonal forces of national or group interests. ဦးတန်သည်ငြိမ်းချမ်းရေးကိုလိုလားသူတူဖြစ်သည့်အလျောက်တိုးတက်ဖွံ့ဖြိုးမှုတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုနဲ့စည်ရည်နှမခြင်းကင်းဝေးမှုတို့ကိုညီမျှစွာအားပေးသူဖြစ်သည်သူသည်ကုလသမဂ္ဂ၏တိုးတက်မှုနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုဆိုင်ရာကိုယ်စားလှယ်ရုံးများရန်ပုံငွေအစီအစဉ်များကိုတည်ထောင်ခဲ့သည်၎င်းတို့အနက် UN Development Program, UN University, United Nations Conference on Trade and Development, United Nations Institute of Training and Research နဲ့ UN Environmental Program တို့ပါဝင်ခဲ့သည်1982ခုနှစ်တွင်ဦးတန်သည်1969ခုနှစ်က John McConnell စတင်ခဲ့သည့်ကမ္ဘာ့နေ့ကိုနှစ်ပတ်လည်ပွဲကျင်းပပေးခြင်းဖြင့်ထောက်ပံ့အားပေးခဲ့သည် Humanity will be united when the common dangers we all face, the armament race and its inherent risks of obliterating all life on earth, the outburst of the human species and of its settlements, man's endless passion to change the physical and living texture of our planet, primarily for selfish reasons and often needless consumption. No wonder that an Earth Day has become suddenly necessary to remind us of the fact that our small planet is perishable. There are two alternatives before this organization. There will be no moral force in this world. There will be no declaration of intent to abide by the Charter, no profession of faith and commitment to its principles and purposes, no change in our outmoded procedures and policies. The other alternative is for the organization to receive stronger and heartier support from all its member states, especially from the mightier ones. If the first course is followed, this organization will become increasingly irrelevant. The second alternative represents the route to a stronger and more effective United Nations, fulfilling its primary purposes under the Charter. I am sure that faced with these two alternatives, the good sense of the human race, of Homo sapiens, will prevail. Thank you, Mr. President. ဇန်နဝါရီလ1982ခုနှစ်အထွေထွေတွင်မှုချုပ်ရာထူးမှအငြိမ်းစားယူခဲ့ခြင်းတွင်ဦးတန်မှာကျမ်းမာရေးချွတ်တဲ့နေပြီဖြစ်သည်တတိယရာထူးတက်တန်းကိုထမ်းဆောင်ရန်မြည်သည့်အခြေအနေနှင့်အမျှအဆင်မပြေဟုပြောဆိုခဲ့သည်ဦးတန်သည်အထွေထွေတွင်မှုချုပ်ရာထူးတက်တန်းတစ်လျှောက်သူ၏မိသားစုနှင့်အတူမန်ဟန်တန်မြောက်ဘက် Riverdale တွင်နေထိုင်ခဲ့သည်အလုံမှအနားယူပြီးနောက်သူသည်နယူးယောက်မြို့ Harrison သို့ပြောင်းရွှေ့ခဲ့ပြီးမိမိအချိန်များကိုကိုယ်ရေးမှတ်တမ်းပြုစုခြင်းဖြင့်အချိန်ကုန်စေခဲ့သည်နှစ်အကြာ1984ခုနှစ်နိုဝင်ဘာလ25ရက်နေ့အသက်65နှစ်တွင်အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်ဦးတန်ကွယ်လွန်သွားခြင်းကိုတစ်ကမ္ဘာလုံးကပူဆွေးဝမ်းနည်းခဲ့ကြတော့လေ1962ခုနှစ်မှစ၍ဗိုလ်ချုပ်နေဝင်းဦးဆောင်ပြီးတော်လှန်ရေးကောင်စီလက်အောက်သို့ရောက်ရှိခဲ့သည့်မြန်မာအစိုးရမှဂုဏ်ပြုဇာပနကျင်းပရန်ညှင်းဆန်ခဲ့သည်သို့သောမြန်မာနိုင်ငံသူနိုင်ငံသားများ၏စန္ဒမှာထိုးထိုးမဟုတ်ချေဦးတန်း၏ရုပ်အလောင်းကိုရန်ကုန်မြို့တွင်မြုပ်နှံရန်ပြန်လည်တင်ဆောင်လာသည့်အခါလူထောင်ပေါင်းများစွာသည်လမ်းတစ်လျှောက်တွင်စောင့်ဆိုင်း၍နောက်ဆုံးဂါရဝပြုခဲ့ကြသည်ဦးတန်း၏ရုပ်အလောင်းသည်ရွှေကုံစေရီခြေတော်ရင်းတွင်ပြောင်းရွှေ့မြုပ်နှံခဲ့ခြင်းခံခဲ့ရပြီးယနေ့အထိဦးတန်း၏ဂူဗိမာန်အဖြစ်တည်ရှိနေသည်1988ခုနှစ်တွင်ကုလသမဂ္ဂမှအမြင်များဆိုသည့်ဦးတန်၏ကိုရေးမှတ်တမ်းကိုထုတ်ဝေခဲ့သည်ထိုစာအုပ်ထဲတွင်ဤသို့ရေးသားဖော်ပြထားသည်
ကျွန်ုပ်ဤကုလသမဂ္ဂအပေါ်ထားရှိသောခန်းစားချက်အမြင်များကိုနားလည်ရန်ပထမဦးစွာကျွန်ုပ်ဤကိုယ်ဝေရာဘာသာရေးနှင့်ယဉ်ကျေးမှုနောက်ခံကိုနားလည်မှဖြစ်မည်ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ကျွန်ုပ်သည်တိမခံတတ်ခြင်းမှလွဲ၍အရာရာကိုတိခံတတ်ရန်သင်ကြားခဲ့ရသည်ကျွန်ုပ်သည်နားလည်တိခံတတ်ရန်စိတ်အားထက်သန်သူတဦးဖြစ်ုံသာမကကိုခြင်းတရားကောင်းမှုကိုလည်းဉာဏ်နိုးသူဖြစ်သည်ထို့ပြင်မိမိကိုယ်ကိုနှိမ်ချခြင်းသဘောထားကြီးခြင်းဂရုဏာပွားခြင်းကိုယုံကြည်အားပေးသူဖြစ်ပြီးမိမိ၏စိတ်ခံစားမှုကိုထိမ့်သိမ့်တတ်ရန်အလွန်ပင်အရေးကြီးသည်ဟုယုံကြည်ပါသည် Purely intellectual development, unaccompanied by a corresponding moral and spiritual development, will lead us from one crisis to another. So it's worthwhile to devote more attention to the moral and spiritual aspects of life. To devote more attention to the moral and spiritual aspects of life. ဗုဒ္ဓရဲ့အဆုံးအမမိမိရဲ့တည်ငြိမ်မှုနဲ့ကဘာကြီးကိုကယ်တင်ခဲ့တဲ့ဦးတန့်ရဲ့စိတ်ဓာတ်ဟာကျွန်တော်တို့မြန်မာလူငယ်တွေအတွက်ထာဝရအတူယူပွဲသင်ခန်းစာပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုကဘာကျော်မြန်မာသမိုင်းမှတ်တမ်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Beyond Reality မြန်မာ Channel လေးကို Subscribe လုပ်ထားပေးဖို့မေ့ပါနဲ့ဦးနော်အားလုံးပဲကိုယ်စိတ်နှပါကျန်းမာကြပါစေခင်ဗျာ